အခုဒီဗီဒီယိုကြည့်နေတဲ့တူတွေထဲမှာကျွန်တော်တို့အလုတ်ခွင်မှာပေါ့နော်အင်္ဂိုင်းလို့အဆူခံရတဲ့တူတွေရှိနေနိုင်တယ်ပေါ့နော်ဒါပေမဲ့ဂျပန်မှာကတော့အလုတ်မှာအင်္ဂိုင်းတဲ့အရာဆိုရင်ပေါ့နော်အလုတ်မှာအရန်ကြိုးစားလို့ပင်ပန်းနေတယ်ဆိုတော့အသိပေကိုရတယ်ပေါ့နော်ပြီးမှတထေးရတောင်ကျွန်တော်တို့ကိုပြန်ပြီးတော့ရှီကျူတတ်သေးတယ်ပေါ့နော်ဂျပန်မှာကတော့အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာကတော့ဂျပန်နိုင်ငံရဲ့တကယ်ကိုမှမယုံနိုင်စရာကောင်းတဲ့လူနေမှုပုံစံအလေးအထားတွေနဲ့ထူးဆန်းတဲ့ဖြစ်ရပ်တွေအကြောင်းကိုပြောပြမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့စလိုက်ကြအောင်ကျွန်တော်ပြောပြမယ်နံပါတ်1အချက်ကကြတော့ဟိုက်ကီမိုရီအထီးကျန်လူသားများလို့အထိပ္ပယ်ရတယ်ပေါ့နော်လူငယ်နဲ့လူလက်ပိုင်းတချို့ဟာဆိုရင်တချို့တွေကပေါ့နော်ဒီကျွန်တော်လူမှုပေါ့နော်ဒီပတ်ဝန်းကျင်နဲ့လုံးဝအဆက်အသွယ်ဖြတ်ပြီးတော့ကိုယ့်ရဲ့အခန်းထဲမှာလာနေရှိနေနဲ့ရှိပြီးမှအောင်းနေတတ်တဲ့ delay ပေါ့နော်အဲ့လိုမျိုးဖြစ်ခဲ့တယ်ပေါ့နော်အဲ့ဒီနောက်ပိုင်းမှာဆိုရင်ကျွန်တော်ဒီဂျပန်မှာအခုအရန်ခစ်စားနေတဲ့ဟာပေါ့နော် return service ပေါ့နော်တကူတော့အဖော်ပြုခြင်းပေါ့ဂျပန်မှာကျွန်တော်တငယ်ချင်းတွေမိသားစုဝင်တွေဒါမှမဟုတ်အဲ့တဲ့အဖြစ်ပေါ့နော်ကျွန်တော်ဟန်ဆောင်ပေးမဲ့သူတွေကိုကျွန်တော်တို့ကငားရန်လို့ရနေပါပြီပေါ့နော်ဆိုတော့ပွဲလန်းတပင်မှာဖြစ်လူဦးရေပြေဖို့အတွက်ဒါမှမဟုတ်ရင်လည်းကျွန်တော်တို့ရင်ဖွင့်ဖို့တအဲ့လိုမျိုးတွေပေါ့နော်အကုန်လုံးငားလို့ရတဲ့ဝန်ဆောင်မှုတွေကျွန်တော်တို့ဂျပန်မှာကတော့လုံးဝရှိနေပြီပေါ့နော်အခုနောက်ပိုင်းမှာကတော့နောက်ချန်အောင်ဖို့ကောင်းတဲ့တခုကကြတော့အင်္ဂိုက်ချင်းဒီအလုတ်စူးစားရှင်းပေါ့နော်ကျွန်တော်အဲ့ဒါကို inimuri ပေါ့နော်ကျွန်တော်တို့အလုတ်ထဲမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီအစည်းအဝေးတစ်ခုမှာပေါ့နော်အိမ်နိုင်နေခဲ့ရင်ပေါ့နော်သူတို့ကကျွန်တော်တို့ကအပြစ်မမြင်ဘူးပေါ့နော်အဲ့ဒါကကျွန်တော်တို့ကအလုတ်အရင်ပင်ပန်းလို့နားနေတာလို့ပဲသူတို့ကယူဆကြတယ်ပေါ့နော်အဲ့ဒါကို inimuri လို့ပဲသူတို့ကခေါ်ပေးကြတယ်ပေါ့နော်နောက်ထပ်နံပါတ်2အချက်ကကြတော့အစာတောက်ယဉ်ကျေးမှုပေါ့နော်အစားတောက်နဲ့ဆိုင်တဲ့ဟာတွေပြန်ပြောမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီဂျပန်မှာပေါ့နော်ကျွန်တော်တို့အရတာအရန်ရှိတယ်ဆိုရင်ကျွန်တော်တို့ကအတန်ထွက်ပေးရတယ်ပေါ့နော်ဥပမာကျွန်တော်တို့ကခောက်ဆွဲတွေစားတဲ့အချိန်တိုင်းအရန်အရတာရှိတယ်ဆိုရင်ရှူရှူရှဲရှဲအဲ့လိုမျိုးစားပြီးမှပေါ့နော်ကျွန်တော်တို့ချက်ပေးတဲ့စဖုံမူးကိုကျွန်တော်တို့ကရှီကျူးတဲ့ပုံစံရောက်တယ်ပေါ့နော်အဲ့လိုမျိုးအတန်ထွက်တာကနောက်တစ်ခုကကြတော့ကျွန်တော်ဒီအတီးနံစင်းလုံးပေါ့နော်ဒါကကျွန်တော်လုံးဝမအံ့ဖို့ကောင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဂျပန်မှာကဒီတီတွေကကြတော့ဒီလက်ဆောင်ပေးစရာပစ္စည်းအဖြစ်သူကဈေးကြီးကျွန်တော်တို့ကပေးရရတတ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့သူတို့တွေကစနစ်တကျ site တယ်ကောင်း quality လုံးဝမှာပေါ့နော်ဒီ quality မြင့်တဲ့ဟာတွေပဲသူတို့ကအတေချာလေး queue site ပြီး site တယ်ပေါ့နော်ကျွန်မရေးအတွက်အဲ့ဒါကြောင့်ကျွန်တော်တို့ကဈေးကြီးတွေပေးပြီးမှကျွန်တော်တို့ကဝယ်ရတတ်တယ်ပေါ့နော်ဥပမာဖျဲတီးတွေစတူယန်ပုံစံနဲ့ဖျဲတီးတွေဒေါ်လာရာနဲ့ရှီတန်နဲ့စပစ်တီးတွေတီတော့တီးတွေသူတို့ကတေချာလေးကိုစနစ်တကျစိုက်ပြိုးထားတဲ့ဟာပေါ့နော်လုံးဝအံ့ဩဖို့ကောင်းတယ်ပေါ့နော်နောက်ထပ်တစ်ခုကကြတော့ထူးဆန်းတဲ့ဖြစ်ရပ်တွေနဲ့နေရာတွေအကြောင်းကိုပြပြပေးမှာပဲဖြစ်ပါတယ်ယုံတွေပဲအုပ်စိုးပြီးမှနေထိုင်တဲ့အိုကိုနိုရှိမာယုံကျွန်းအကြောင်းကိုပြောပြမှာပဲဖြစ်ပါတယ်ခုနောက်ပိုင်းမှာဒီယုံကျွန်းကဂျပန်မှာတော်တော်လေးကိုနာမည်ကြီးလာတယ်ပေါ့နော်သူကဒီယုံဘာလို့လဲဆိုတော့ဒီယုံတွေ900ကျော်လောက်ကိုဒီကျွန်းထဲမှာနေတယ်ပေါ့နော်အဲ့မှာရှိတဲ့ယုံတွေအားဆိုရင်မရိုင်းပေါ့နော်အရန်နဲ့ရင်တဲ့အစားအစာတွေကိုလာတောင်းတယ်ပေါ့နော်အဲ့မှာလာလေတဲ့လူတွေအဲ့လိုမျိုးလှုပ်တတ်တယ်ပေါ့နော်ဆိုတော့ယုံကိုချစ်တဲ့လူတွေဟာဆိုရင်တပ်ပုံလလလေးတွေရနိုင်တယ်ပေါ့နော်ပြီးမှကားတွေကလည်းသူကအကန့်အသတ်နဲ့ပဲအမှတွားခွင့်ပြုထားတယ်ပေါ့နော်အဲ့ဒါကြောင့်အရန်တိတ်ဆိတ်ပြီးမှထရိဆန်အတွက်လည်းအရန်မှလုံခြုံတယ်ပေါ့နော်ဒါကြောင့်ဒီထရိဆန်ကိုချစ်တဲ့သူတွေအတွက်ကကြတော့တပ်ပုံရိုက်မဲ့နေရာဖြစ်နာမည်ကြီးတယ်ပေါ့နော်အဲ့ဒါပြင်အဲ့ဒီနောက်မှာပေါ့အဲ့ဒီချွန်းကိုအဲ့ဒါထက်လူတွေကိုပို့ပြီးစိတ်ဝင်စားစေတဲ့အချက်ကသူ့ရဲ့တမိုင်းချောင်းပေါ့နော်ခီးတွန်းအဲ့တွေနဲ့ပြည်နေပြီးမှဒီယုံချွန်းလို့မဖြစ်လာခင်မှာပေါ့နော်ဒီနေရာကကြတော့ကျွန်တော်ဒီဒုတိယကမ္ဘာစစ်မှာဆိုရင်အဲ့ဒီနေရာကြတော့ဒီဂျပန်စစ်တပ်ရဲ့ပေါ့နော်ဒီ chemical လက်နက်စက်ယုံထုတ်တဲ့စက်ယုံဖြစ်တယ်ပေါ့နော်စက်ယုံနေရလူဝက်နေရဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်နှစ်ပေါင်းများစွာမြေပုံထဲကနေအဲ့နေရာကိုဖျောက်ထားတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်အဲ့ဒီနေရာကိုပေါ့နော်ဒီ Poison Gas Museum ပေါ့နော်ဒီအစိတ်gas တွေနဲ့အစိတ်ပြေးတဲ့ဒီပြတိုက်အဖြစ်လဲအဲ့နေရာမှာကနာမည်ကြီးတယ်ပေါ့နော်အဲ့ဒီခီတွားတွေကိုအဲ့ဒီအချက်ကလည်းဆွဲဆောင်နေတယ်ပေါ့နော်အဲ့နေရာမှာအဲ့လိုပဲနောက်ချမ်းနာမည်ကျူတဲ့ကျွန်းကကြတော့အေအိုရှိမာပေါ့နော်ကြောင်ကျွန်းပေါ့နော်
ဒီဂျွန်းကိုဘာလို့ကြောင်ဂျွန်းလို့ခေါ်လဲဆိုတော့ဒီလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတော့ပေါ့နော်ဒီငါးဖမ်းတဲ့လူတွေကဆိုရင်အဲ့ဒီကြောင်ကိုခေါ်လာတယ်ပေါ့နော်ဘာလို့လဲဆိုတော့သူတို့ရဲ့ငါးဖမ်းပိုက်တွေကိုကြွက်တွေကလာပြီးတော့ကိုက်ဖြတ်လို့ပေါ့နော်ကြောင်တွေအများကြီးကိုသူတို့ကခေါ်လာရခြင်းဖြစ်တယ်ပေါ့နော်အဲ့ဒီနောက်ပိုင်းမှာအဲ့မှာကြောင်တွေကအမျိုးပွားပြီးတော့ပေါ့နော်ကြောင်တွေကဆိုရင်ဒီ100နဲ့150လောက်တော့မှရှိတယ်ပေါ့နော်ပြီးမှအိမ်လူတွေကလည်း30ကနေ20ယောက်ပဲရှိတဲ့ကြောင်တွေကပုံများနေတယ်ပေါ့နော်လူဦးရေထက်အဲ့ဒါကြောင့်အဲ့နေရာကအဓိကနာမည်ကြီးတာကကျတော့သူကဒီတိတ်ဆိတ်တယ်ပေါ့နော်အဲ့ဒီနေရာပြီးမှသူကဒီကွာဝကြီးလက်ဆန်တယ်ပေါ့နော်ဒီအားဖြင့်ကျွန်တော်ဒီလာပါတဲ့တငါရွာတီလေးတစ်ခုပေါ့နော်ဘာလို့လဲဆိုတော့လမ်းတွေကလည်းတီးနေမယ်ပြီးမှဒီဂျပန်ရဲ့ဒီပေါ့နော်အိမ်ပေါ့နော် traditional ပေါ့နော်ရိုးရာအိမ်လေးတွေကိုလည်းကျွန်တော်တွေ့နိုင်တယ်ပေါ့နော်ပြီးမှလည်းကျွန်တော်လာပါတဲ့ဒီကမ်းခြေ view တွေကိုကျွန်တော်မြင်နိုင်မယ်ဒီမှာဆိုင်ရီဟိုတယ်တွေတော့တွေ့မှာမဟုတ်ဘူးပေါ့နော်ဒီအများတော့အဖြစ်ခီးထွားဧည့်သည်တွေကအမှလာပြီးမှခဏလေးလာပြီးမှကြောင်နဲ့တပ်ပုံလာရိုက်တယ်ပြီးမှအပန်းလာဖြီတာတွေကတော့အရင်နာမည်ကြီးတယ်ပေါ့နော်အဲ့နေရာမှာအခုပြောပြမယ်နောက်တစ်ချက်ကကြတော့ဒီကမ်းခြေတစ်ခုနဲ့ပြောင်းပြန်ပေါ့နော်ဒီဒီကျွန်းတစ်ခုနဲ့ပြောင်းပြန်ပေါ့နော်ဘာလို့လဲဆိုတော့ Aokigahara လို့ခေါ်ရတဲ့တီမင်းတော့ပေါ့နော်နာမည်ကြားလိုက်တာနဲ့ဟိုမှာအရန်လန့်ဖို့ကောင်းတယ်ပေါ့နော်သူဘာလို့လဲဆိုတော့ဒီဖူဂျီတောင်ရှေမှာရှိတဲ့ဒီတောအုပ်ဟာဆိုရင်ကျွန်တော်ဒီကဘာမှာပေါ့နော်ကိုအဆုံးစီမှုအများဆုံးနေရာတွေကတခုလို့လူတီးပြီးမှအလုံးကိုမှထူရှားဆန်းပြတဲ့နေရာတခုဖြစ်လို့ပဲဖြစ်တယ်ပေါ့နော်သူကဘာလို့လဲဆိုတော့ဒီအထီးချန်တဲ့လူတွေကများတော့ဖြစ်အဲ့နေရာကိုတွားပြီးမှပျောက်သွားတာတော့နောက်ပိုင်းမှာအလောင်းကိုပြန်တွေ့တာတော့တချို့ဟာဆိုရင်လည်းအလောင်းကိုမတွေ့ဘဲနဲ့ပဟိနိဆက်ပျောက်သွားတာတွေအများကြီးရှိခဲ့တယ်ပေါ့နော်တမိုင်းမှာပြီးမှသူတို့ရဲ့ history မှာဆိုရင်လည်းဒီသူတို့ရဲ့ဂျပန်မှာပေါ့နော်ဒီဘိုးဘွားတွေပေါ့နော်အလုံးမလုံးနိုင်တဲ့လူတွေဟိုသူတို့မကြွေးရှင်တော့တဲ့အချိန်မှာဆိုရင်ကြွေးမဲ့လူတွေမရှိတဲ့အဘိုးဘွားတွေဆိုအဲဒီတော့အုပ်ထဲမှာလာပစ်လိုက်တယ်ပေါ့နော်အဲ့ဒါကြောင့်သူတို့ရဲ့ဒီဝိညာဉ်တွေကအဲ့မှာဆိုရင်သူတို့ကတော6လိုမျိုးဖြစ်နေတယ်လို့လည်းဘလို့ပေါ့နော်အမျိုးသူတို့တွေကအဲ့လိုမျိုးပြောကြတယ်ပေါ့နော်ဆိုတော့ဒီနေရာကအံ့ဩဖို့ကောင်းတဲ့နေရာဖြစ်နေပေမဲ့လည်းခဏကဒီကျွန်းတစ်ခုလိုမျိုးပေါ့နော်တွားလိုက်ဖို့တော့မကောင်းပေါ့နော်ဒီနေရာကတော့နောက်တစ်ချက်ကကြတော့ယဉ်ကျေးမှုဆိုင်ရာအချက်လက်တွေပေါ့နော်နံပါတ်1အချက်ကကြတော့အဲ့ဒီမှာလက်ဆောင်ပေးခြင်းပေါ့နော်ခီးတွားပြီးသူတို့တွေကပြန်လာပြီဆိုရင်ပေါ့နော်သူတို့ရဲ့လောက်ခံအောင်လောက်ဖို့ဆောင်ဖက်တွေပဲဖြစ်ဖြစ်တင်ငယ်ချင်းတွေကိုဖြစ်ဖြစ်မိသားစုဝင်တွေပဲဖြစ်ဖြစ်ပေါ့နော်အမတရားလက်ဆောင်ပစ္စည်းအများအားဖြင့်ကတော့ကျတော့ဒီ data ထွက်အစာတွေပေါ့နော်အဲ့လိုမျိုးတွေကိုမဖြစ်မနေသူတို့ကဝယ်ပေးလေးရှိတဲ့ delay ကရှိတယ်ပေါ့နော်အဲ့ဒီ delay ကကျွန်တော်မြန်မာလူမျိုးတွေလိုမျိုးပဲပေါ့နော်ဆိုတော့နောက်တစ်ခုကကျတော့ကျွန်တော်ဖနက်ရွှတ်ချင်းပေါ့နော်ဟိုအိမ်ထဲဝင်ရင်ဖနက်ချွတ်တာတခုပဲမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီအကြောင်းတွေပေါ့နော်ဖျားချောင်းတွေတချို့စားလို့ဆိုင်တွေမှာတော့မှကျွန်တော်တို့ဒီဖနက်ချွတ်ပြီးမှအိမ်တွင်းစီးဖနက်တွေကိုပြောင်းစီးတဲ့စနစ်တွေကိုသူတို့ကအလွန်ကိုမှတင်ကျက်ထားတယ်ပေါ့နော်ဂျပန်နိုင်ငံမှာစီကံပေါ့နော်ပြီးမှဒီစာတင်ချောင်းတွေဆိုရင်လည်းသူတို့ကဒီတန်ရှင်းအတွက်တည်တံ့ငါးတာဆိုတာမရှိဘူးပေါ့နော်ဆိုတော့ကျောင်းသူကျောင်းသားတွေပဲဟိုပုံမှန်နေသူတို့ကအဖွဲလိုက်အဲ့လိုမျိုးစနစ်ကြခွဲပြီးမှလုတ်ခိုင်းတာတွေပဲရှိတယ်ပေါ့နော်သူတို့ရဲ့ကျောင်းမှာဆိုရင်ဆိုတော့ဂျပန်နိုင်ငံရဲ့ဒီလိုထူးခြားချက်တွေကပေါ့နော်သူတို့တွေရဲ့စီကံရှိမှုပေါ့နော်တီထွင်နိုင်စွမ်းအစဉ်အလာရိုးရအစဉ်အလာပေါ်မှာတံဖိုးထားမှုတွေကိုအခိုင်အမာပြနေတာပေါ့နော်ဆိုတော့မိတ်ဆွေလည်းဒီဗီဒီယိုမှာknowledge တစ်ခုရရှိသွားမယ်လို့ယုံကြည်တယ်ပေါ့နော်ကျွန်တော် comment မှာဆွေးနွေးပေးသွားလို့ရတယ်ပေါ့နော်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်ဆောင်ကြပါမယ်အားလုံးကိုအများကြီးကျေးဇူးတင်ပါတယ်ပေါ့နော်